အားလုံးပဲမင်္ဂလာရှိသောနေ့တစ်နေ့ဖြစ်ပါစေလို့ဥစွာပရဏနှုတ်ခွန်းဆက်တာအပ်ပါတယ်ဒီကနေ့ဥစဉ်တရားတော်မှာပေါင်းသူတော်ကောင်းတို့ကိုမျှဝေပေးခြင်းတဲ့ခေါင်းစဉ်လေးကတော့လောကဓာတ်ကိုဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်လောကဓာတ်လောကလူသားတိုင်းတက်ရှိတရဝါတိုင်းကြုံတွေ့ရမယ့်တရားဖြစ်တဲ့အတွက်ကြောင့်လောကဓာတ်လောကဓမ္မတရားပေါ့လောကရန်ဆိုတော့လောကရန်ကဘယ်လိုမှရှိရလဲဆိုရင်၈ပါးရှိတာအဲ့ဒီ၈ပါးဘာတွေလဲဆိုရင်လာဘောအာရဘောယတ္တောအာယတ္တောနေတံပတတံဒုက္ခံဒုက္ခံဆိုပြီးတော့အကောင်၄ပါးအစိုး၄ပါးဆိုပြီးဒီလိုရှိလက်ရခြင်းလက်မရခြင်းအချွေရများခြင်းအချွေရနည်းခြင်းချီးမွမ်းခြင်းကဲ့ရဲ့ခြင်းချမ်းသာခြင်းဆင်းရဲခြင်းဆိုပြီးတော့ဒီလိုလောကရန်တရား၈ပါးရှိတယ်။ဦးဇင်းတို့အကောင်း၄ပါးနဲ့ကြုံတဲ့နေရာမှာတော့ဦးဇင်းတို့တွေကတိတ်ပြီးတော့မတိတာပဲမဲ့အဆိုး၄ပါးခံစားတဲ့နေရာမှာတော့ဦးဇင်းတို့တွေကရုပ်ပြက်ဆင်းပြက်တွေဖြစ်တတ်ကြတယ်။လောကရန်တရားကိုမခံစားနိုင်ကြဘူး။နော်။အမှန်ကြည့်မယ်ဆိုရင်လောကရန်တရားကအကောင်း၄ပါးကိုခံစားနေရတဲ့အခါမှာလည်းချမ်းသာဒုက္ခတွေကြီးပဲခံစားနေရတဲ့အတွက်ကြောင့်မလို့ဦးဇင်းတို့ကမတိတာဒီမှာတာယာရင်မှုနေတာမမနာတွေထောင်ကြွားနေတာငါမှပေါ်များတယ်ငါမှရှိတယ်ငါအမြဲချီးမွမ်းခံနေရတယ်ဒါမနာတွေထောင်ကြွားနေတယ်နော်ဒါလည်းလောကရန်တရားရဲ့ရက်ခတ်မှုကိုသူကတုံလို့နေတာလောကရန်တရားကိုရင်ဆိုင်တဲ့နေရာမှာစိတ်မတုံလို့ချင်းကလည်းမင်္ဂလာတစ်ပါးပါလို့မြတ်စွာဘုရားကိုယ်တော်မင်္ဂလာတော့မှာခေါ်ထားတာရှိတယ်လေဟုတ်တတလောကဓမေယိစိတ်တယတနာကပ္ပတိအာရောဒဝိဒသဖြစ်မှာအေတံမိလမုဒ္ဒံဆိုတော့မိမိတို့လောကရန်တရားနဲ့ကြုံတွေ့တဲ့အခါမှာစိတ်မတုံလို့ချင်းတာမင်္ဂလာတစ်ပါးပါပဲလို့ဒီလိုဆိုထားတာရှိတယ်အဲ့တော့ဦးဇင်းတို့တွေလောကရန်တရားကြီးကြုံလာပြီဆိုတော့ဦးဇင်းတို့ဘယ်လိုရင်ဆိုင်ကြမလဲဦးဇင်းတို့ကဘယ်လိုရင်ဆိုင်မလဲဆိုရင်အကျိုးအကြောင်းလက်ခံနိုင်အောင်ဦးဇင်းတို့ကစဉ်းစားတွေးခေါ်ရလက်ခံနိုင်အောင်ဦးဇင်းတို့ကစဉ်းစားပေးရငါအခုဘာလို့ဒုက္ခတွေဖြစ်နေရတာလဲလို့ဒီလိုတွေးမဲ့ဆိုရင်ငါအတိတ်ကငါဘာလုပ်ခဲ့လဲဒီလိုပြန်စဉ်းစားဦးဇင်းတို့အတိတ်မှာကကောင်းကောင်းမလုပ်ခဲ့ဘူးဆိုရင်ပြစ္ဆုတ်ဘက်မှာကောင်းနေမှာမဟုတ်ဘူးဒါဦးဇင်းဥပမာလေးတစ်ခုပြောမယ်ဆိုရင်10 တန်းကျောင်းသားတယောက်ကစောင်းဝဲကြလို့ပူဆွေးတော့ကရောက်နေတယ်အားပါသူပူဆွေးတော့ကရောက်နေတဲ့အရာတဲ့အကြောင်းရင်းကစောင်းဝဲမဖြေခင်ကာလတွေအရှေ့ပိုင်းကာလမှာသူစာကောင်းကောင်းမလုပ်ခဲ့လို့ခုကြုံတွေ့ရတာကပူဆွေးတော့ကမှကြုံတွေ့ရအဲ့တော့အကျိုးအကြောင်းကိုဦးဇင်းတို့ကလက်ခံနိုင်အောင်ဦးဇင်းတို့ကစဉ်းစားပေးတတ်တာစဉ်းစားပေးနိုင်အောင်လည်းဦးဇင်းတို့ကကြိုးစားရလက်ခံနိုင်အောင်ကြိုးစားရမယ်ဆိုတော့ဦးဇင်းတို့ဒီလောကရန်တရားကြီးကြုံတွေ့လာပြီဆိုလို့ရှိရင်လောကရန်တရားကတော့ဦးဇင်းတို့တူတယောက်တည်းကိုဖြစ်နေတာတော့မဟုတ်ဘူးလူသားတိုင်းတက်ရှိတရဝါတိုင်းမှန်တယ်များကလောကရန်တရားရဲ့ရိုက်ခတ်မှုကိုခံရတာပဲအကောင်းနဲ့ရိုက်ခတ်တာကိုခံရတယ်လို့အဆိုးလောကရန်နဲ့ရိုက်ခတ်တာကိုဦးဇင်းတို့ခံရတာပုံစံမျိုးစုံနဲ့ဦးဇင်းတို့တွေကခံရတာဖြစ်တဲ့တရားမျိုးဒီလောကဓာတ်တရားကြီးနဲ့ဦးဇင်းတို့ကြုံတွေ့လာပြီဆိုရင်အကောင်း၄ပါးပဲခံရအဆိုး၄ပါးပဲခံရဦးဇင်းတို့တွေကဒါတွေအားလုံးမှာအချိန်တန်ရင်တော့ပြီးသွားမှာပါပဲလို့ဒီလိုနှလုံးသွင်းတာကအကျိုးနဲ့အကြောင်းကိုမိမိကလက်ခံနိုင်အောင်လို့စဉ်းစားပေးရမယ်ဒါတွေအားလုံးဟာအမြဲတစေဖြစ်လာမှာတော့မဟုတ်ဘူးအချိန်တန်ရင်တော့ပြီးသွားမှာပါပဲဆိုပြီးဒီလိုမျိုးတွေအတူတူတွေရှိထားဒါဆိုရင်ဦးဇင်းတို့တွေကလောကရန်တရားကိုကြုံတွေ့လာတဲ့အခါမှာကောင်းကောင်းကြီးရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ထို့တဲ့ကြောင့်ဦးဇင်းတို့ကမပေါင်းသူတော်ကောင်းတွေကသိထားရမှာကလောကရန်တရားနဲ့ကြုံလာပြီဆိုရင်ငါဘာလို့လောကရန်တရားနဲ့ဒီလိုကြုံတွေ့ရတာလဲဆိုတဲ့အကျိုးနဲ့အကြောင်းကိုတေချာလက်ခံနိုင်အောင်စဉ်းစားပေးပါ။ယောနိတော်မနတိကာရတင်းလျောက်ပတ်တဲ့နှလုံးသွင်းမှုကိုမိမိတဏ္ဍာမှာမွေးထားပြီးတော့မိမိကဒါတွေအားလုံးဟာင
ငါတယောက်တည်းဖြစ်နေတာမဟုတ်ပါဘူးအချိန်တန်ရင်တော့ပြီးသွားမှာပါပဲဆိုပြီးဒီလိုလောကရန်တရားကိုရင်ဆိုင်မယ်ဆိုရင်ဦးဇင်းတို့တရားတော်ပေါင်းသူတော်ကောင်းတွေလောကရန်တရားကြီးကြုံလာပြီဆိုရင်အေးစစ်စစ်လေးနဲ့ဖြတ်တန်းနိုင်မှာဖြစ်ပါတယ်ထို့တဲ့ကြောင့်ဦးဇင်းတို့တရားတော်ပေါင်းသူတော်ကောင်းတွေလောကရန်တရားကိုရင်ဆိုင်တဲ့နေရာမှာအကျိုးအကြောင်းကိုလက်ခံနိုင်အောင်လို့စဉ်းစားပြပါယောနေသောမနတိကာလစိတ်နှလုံးသွင်းပြီးတော့မိမိတို့တရားဒီလောကရန်တရားကြီးကငါတယောက်တည်းဖြစ်နေတာမဟုတ်ဘူးအချိန်တန်ရင်ပြီးွားမှာပါပဲလို့ဒီလိုနှလုံးသွင်းပြီးတော့လောကရန်တရားကြီးကိုရဲရဲကြီးရင်ဆိုင်လိုက်ပါလို့ဦးဇင်းကတရားအတိဓမ္မအတိအနေနဲ့နည်းငယ်မျှဝေပေးခြင်းဖြစ်ပါတယ်လုံးစုံများစွာတတ္တဝချမ်းသာကိုယ်စိတ်မြဲပါစေ